ကဲအားလုံးပဲအမဒီနေ့တက်ခုပြောမယ်နော်Telegram မှာမေးတဲ့လူအများများနေလို့ပေါ့နော်မေးတဲ့လူအများများနေလို့ပေါ့နော်ဒါလေးကိုအမတစ်ခါလေးရှင်းပြပေးမယ်နော်စောပုံစောနည်းလေးပါတစ်ခါလေးပြပြပေးမယ်ဒီလားကုတ်ရိုက်ပုံရိုက်နည်းအမကုတ်ပင်နဲ့တရရမလို့အဲ့ဒါလေးပြပြပေးမယ်နော်ဒါလေးနော်တခြားကြည့်နော်ဒီနေ့ကအခုအမတို့ကအောက်မှာတခြားကြည့်နော်အောက်မှာ3ခုရှိရပေါ့နော်3ခုရှိရအဲ့3ခုထဲမှာလူရုပ်ကလေး2ရုပ်က invite လုပ်တယ်ဟာကိုယ်တိုင် invite လုပ်လို့ရရင်နော်လူရုပ်ကလေး2ရုပ်ကိုလုပ်လို့ရှိရင်ဒီမှာ$1000ဆိုတဲ့ပုံစံလေးပါတယ်ကမလေး2ယောက်ထိုင်ပြီးတော့ copy တောက်နေတဲ့ပုံလေးပေါ့နော်ဒီဟာလေးအဲ့ဟာလေးက invite လုပ်တဲ့ဟာ invite လုပ်လို့ရှိရင်မဘယ်လိုလုပ်ရမလဲဒီမှာ invite အစိမ်းရောင်နော်ဒီမှာတခြားပြမယ်နော် invite အစိမ်းရောင်နော်အစိမ်းရောင် invite အဲ့ invite ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ invite ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ပြမယ်နော်ဒီလိုလေးပေါ်တယ်အဲ့လိုလေးပေါ်တယ်ကိုတငယ်ချင်း Telegram ပဲဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ် Facebook ကပဲဖြစ်ဖြစ်ဒီမှာနော်အလင်းပြန်နေလို့နော်ဒီလိုအဲ့လိုမျိုးတငယ်ချင်းတွေကို link ပို့လိုက်ကိုပို့လိုက်တဲ့ link ကနေတငယ်ချင်းက download ဆွဲတယ်ဆိုရင်ဒါ invite ခေါ်ပြီးသားပေါ့နော်ကုတ်မဝင်ဘူးဆိုလို့ရှိရင်ကုတ်ရိုက်ရမယ်ကုတ်ဘယ်လိုရိုက်ရမလဲဆိုပြီးငါပြပြမယ်နော်ကုတ်ကဘယ်လိုရိုက်ရမလဲဒီမှာ screen သူက main screen ဒီတိုင်းလေးလာရယ်နော်ဒီတိုင်းလေးလာတဲ့ခါကျတော့အမားတို့ကအမ setting တောင်းမှာ setting လေးမြင်တယ်မလားတောင်းမှာ setting လေးနေအဲ့ setting လေးကိုအမားတို့ကနှိပ်နော် setting လေးကိုနှိပ်မယ် setting လေးကိုနှိပ်ရင်ဒီလိုလေးလာမယ်အဲ့ပုံစံလေးလာမယ်အကောင့်အသစ်တွေဆိုလို့ရှိရင်အဲ့အောက်မှာအဝါရောင်ပုံစံ invite ကုတ်ပုံစံလေးကုတ်ဖြည့်တဲ့ပုံစံလေးပါတယ်အဲ့နေရာလေးမှာထည့်ပေးရမယ်နော်ဒီမှာဒီတိုင်းလေးနော်ဒါကကုတ်ထည့်ပြီးသားမဟုတ်လို့ကုတ်မထည့်ရသေးဘူးဆိုရင်အောက်မှာအဝါရောင်စာကြောင်းလေးပါတယ်အဲ့ထည့်ကိုဖြည့်ပေးရမယ်နော်အမေးများတာအမတခါလေးဒီမှာပြပေးရယ်နော်တချို့ကြောတော့လေမသိတဲ့ခါကျတော့စသုံးမဲ့လူမသိဘူးဂိမ်းဆော့မယ်ဆိုဒီမှာ play လွယ်လေးနော် play မနှိပ်လိုက်ပြီနော် play ကိုနှိပ်လိုက်ပြီဆိုရင် तू ကတူပါလေးဆက်ပေးရမယ်ဘယ်လိုဆော့ရမလဲမသိဘူးဆိုရင်မပြမယ်နော်ဒီမှာကြည့်လိုက်နော်ဘယ်လိုဆော့ရမလဲဆိုရင် तू ကဒီမှာကြက်ပုံစံလေးငှက်ပုံစံလေးကြက်ဥလေးအားလေးဝက်ကလေးပေါ့နော်ဒီလိုမျိုးလေးပါတယ်အဲ့ဟာလေးတွေကိုအကုန်လုံးကိုတူပါလေးဆက်ပေးရမယ်နော်တူတာလေးကိုဆက်ပေးလိုက်တယ်ဆိုလို့ရှိရင်ပြီးသွားတယ်ဆိုလို့ရှိရင်ကြော်ညာဗီဒီယိုမပါဘူးဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ပြီးသွားတယ်ဆိုရင်အောက်မှာအမြောက်ဖိုက်ဆိုပြီးလာတယ်အဲ့ဟာလေးကိုနှိပ်လိုက်ကြော်ညာဗီဒီယိုအော်တိုတက်တယ်ကျန်တာနောက်မှဆက်ပြမယ်ပြေသွားလို့လीနော်